ဒါကတော့ကိုယုံကြည်မှုလွန်ကဲသွားတဲ့အခါဘလို့မမျိုးတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုတက်တည်ပြလိုက်တဲ့ဖြစ်ရပါပဲဟာရဲရတယောက်သူ့ရဲ့ကိုသမားဟာဖရီကစ်ကိုကာကွယ်ဖို့အကောင်းဆုံးနေထားမှာရှိမနေဘူးလို့ခန်းစားလိုက်ရတဲ့အချိန်မှာအန်နီယယ်ကိုချက်ချင်းရိပ်မိသွားပါတယ်ဒါကြောင့်သူဟာပင်ကိုတိစိတ်နဲ့ပဲကိုတိုင်နားမှာဟာနေတဲ့နေရာကိုတွားပိတ်ဖို့ကြိုးစားခဲ့တာပေါ့အဲ့ဒီဘက်ကနေကန်သွင်းလာနိုင်တယ်လို့သူကအခိုင်အမာယုံကြည်နေခဲ့တာပါဒါပေမဲ့ကိုသမားဒေးဗစ်ဒီကီယာကတော့သူ့ကိုယ်သူအရန်ကိုယုံကြည်မှုရှိနေပြီးဘာကိုမှစိုးရိမ်ပုံမရပါဘူးသူဟာအေးအေးဆေးဆေးပဲပြောရရင်ယုံကြည်မှုလွန်ကဲနေတဲ့ပုံစံနဲ့သူ့ရဲ့ဘယ်ဘက်လက်ကိုမြောက်ပြပြီးဟာရဲရကိုလူတိုင်းစီပြန်သွားဖို့အချက်ပြခဲ့ပါတယ်သူ့စိတ်ထဲမှာတော့အရာအလုံးကိုသူထိန်းချုပ်ထားနိုင်တဲ့အခြေအနေရရက်ကိုသူပိုင်ဖက်ထားနိုင်တယ်လို့ယူဆနေခဲ့တာပါဟာရဲရဟာခဏတာတွန့်ဆုတ်သွားခဲ့ရင်မဲ့နောက်ဆုံးမှာတော့ကိုသမားရဲ့စကားကိုနားထောင်ပြီးလူတိုင်းနဲ့ပြန်ဝင်သွားခဲ့ပါတယ်အဲ့ဒီအခါမှာတော့ကိုတိုင်ဘေးကအန်နီရရှိတဲ့နေရာလူကြီးကပြန်ပွင့်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲကမဲ့သူကဘယ်သူမှသတိမထားမိတဲ့အချက်လေးတစ်ခုကိုမြင်သွားပါတယ်သူဟာကိုသမားရဲ့အနေအထားကိုအကဲခတ်တဲ့လူတိုင်းကိုလည်းတေချာကြည့်လိုက်ပါတယ်တစ်ဖက်မှာနေရာလူကြီးပွင့်နေတာကိုသူချက်ချင်းရိပ်မိသွားတယ်လို့ပိုရေးကြည့်တာကကိုသမားဟာအဲ့ဒီဘက်ကိုလုံးဝမျှော်လင့်မထားတာကိုပါသိသွားတာပါတကွင်းလုံးကလည်းအသက်ရှူဖို့အောင်မိနေရတဲ့အချိန်ပေါ့ကစားသမားဟာဖြည်းဖြည်းချင်းအနောက်ဆုတ်လိုက်ပြီးဘောလုံးကိုစူးစိုက်ကြည့်ကအရှင်ယူဖို့နှစ်လန်းလောက်ပြေးလိုက်ပါတယ်ဘာမှလောမနေပဲအတိအကျဖြစ်ဖို့ကိုပဲအာယုံစိုက်ထားတာပါသူကန်လိုက်တဲ့အချိန်ထိကိုသမားဟာလုံးဝမလှုပ်ရှားသေးပါဘူးဘောလုံးကလူတိုင်းပေါ်ကကြော်လာလိမ့်မယ်လို့ပဲသူကထင်နေတာပါဒါပေမဲ့ဘောလုံးဟာအစကတည်းကဟာရဲရဆိုရင်ခဲ့တဲ့အနည်းရရှိတဲ့နေရာစီကိုပဲတိတ်တိတ်မတ်မတ်ပြန်တန်းသွားပါတယ်တကယ့်ကိုခွဲစိတ်ဆရာဝန်တယောက်လိုတိကျလုံးတဲ့ကန်ချက်ဟာလူတိုင်းကိုကြော်ဖြတ်ပြီးကိုတိုင်စီကိုဥတီသွားပါတော့တယ်ဒီကီယာတယောက်နောက်ကျမှတုံ့ပြန်လိုက်ပေမဲ့မမီတော့ပါဘူးဘောလုံးကကိုတိုင်တွင်းဘက်ကိုထိပြီးကိုပိုက်ထဲကိုတိုးဝင်သွားခဲ့ပါပြီတကွင်းလုံးလည်းတိတ်ဆိတ်သွားရပါတယ်တစ်စက္ကန့်စာအမှားယွင်းနဲ့ကိုယုံကြည်မှုလွန်ကဲသွားတဲ့အခိုက်အတန့်လေးတစ်ခုကနေကိုတကိုအဖြစ်ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်ဗျာအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီး Ronaldo ရဲ့ပရိသတ်တယောက်ဆိုရင် CR7 လို့မှန်သွားပါအောင်နော်